哦，记得看嘛，黑沙呀看起的眼是里嘛，黑沙呀看起的眼是里嘛，我问人的，在那拉萨那边呢，在那外面个某一，ဒီမှာတော့နှစ်သက်တယ်လို့မရေးတော့ဘုရားရှင်မုန်းနေငါ့ကိုနှောက်ယှက်เสียဖြစ်၏သိခံခြင်းအဖြစ်ငါပင်ပန်း၏ဘုရားရှင်သိခံခြင်းအဖြစ်ပင်ပန်းနေတယ်ဒီပွဲတွေလုပ်တဲ့လူတွေကိုသိခံနေဘုရားကပွဲတွေဘာကြောင့်မုန်းရသလဲဆက်ပြီးတော့အခန်းကြီး9ဟေရှာယပဲအခန်းကြီး9ကိုကျွန်တော်တို့ကြည့်တဲ့အခါမှာအငယ်7 7မှာတရေတရက်ကိုတောက်အံ့သောငါနည်းနည်းစောစောထ၍ရပြည့်ရည်နှင့်ရေမှုအံ့သောငါညကိုလည်းလွန်တတ်သောသူတို့သည်အမင်္ဂလာရှိကြ၏အမင်္ဂလာရှိတယ်တဲ့သူတို့ဤပွဲ၌အခုနပြောတဲ့ရပြည့်ရည်တွေမကဘူးတရေတရက်တွေမကတော့ဘူးစောင်းတယောပတ်တာပလွေရပြည့်ရည်ပတ်တတ်၏ထာဝရဘုရား၏အမှုကိုကပမာဏမပြုကြအဲ့တော့ဘုရားသခင်မုန်းလဲမုန်းတဲ့ဘာကြောင့်လဲဆိုလို့ရှိရင်ဘုရားသခင်ပမာဏမပြုဘူးအဓိကမထားပဲနဲ့တောက်ပွဲစားပွဲမူပွဲယူပွဲခဏမယုံကြည်သူတွေကဒီကနေ့ခရိယန်နေမူယူပွဲပဲလို့သူတို့သိတယ်ကဲတင်ရှင်ယေရှုကိုမသိတာဘယ်သူလောက်တာတရားခံဘယ်သူလဲဒါကြောင့်ဘုရားရှင်ကအာမုတ်အခန်းကြီး9မှာဘာရေးထားသလဲဆိုလို့ရှိရင်ကြည့်ရအောင်အာမုတ်အခန်းကြီး9အငယ်21မှာသင်တို့စောင့်သောပွဲနေ့တို့ကိုငါမုန်း၏ဆက်ဆုပ်ယွန်ရှာ၏ဘုရားသခင်ကဒီနေ့အချုပ်ခရိယန်တွေရဲ့ပွဲကိုမုန်းနေဆက်ဆုပ်ယွန်ရှာတယ်ဒါကြောင့်မို့လို့အငယ်23မှာသင်တို့သချင်းသံကိုပယ်ရှားကြလို့ဟေးမင်းတို့သချင်းမဆိုနဲ့ဖယ်လိုက်ဖယားကပြောတယ်တယောသံကိုလည်းငါနားကြီးလှ၏